ကျမဒီအိမ်ကိုရောက်တာ2 လကျော်တော့မယ်ဒါပေမဲ့ကလေးတွေရဲ့အမေရင်တက်ပုံကိုမမြင်ဘူးသေးဘူးအမေဖြစ်သူရဲ့အတုံးဆောင်တွေလည်းဘာတစ်ခုမှရှိမနေဘူးလေကျမအထင်ကိုစောမောင်ကကျမကိုအားနာလို့ဖြုတ်သိမ်းထားရများလားကျမအဲ့ဒီအမျိုးသမီးကိုမမြင်ဘူးပေမဲ့နာမည်တော့မကြခဏကြားဘူးပါတယ်ဈေးထဲသွားရင်လာရင်သူ့နာမည်နဲ့ဒီဆိုင်ရင်ကြီးအကြောင်းကပုံမြင်လို့ဖြစ်ရမှန်လို့ပြောနေကြစမြဲပဲအစားကတော့ကျမကိုလည်းမိဝေးဆိုတဲ့အထင်မြင်သေးတဲ့အကြည့်တွေနဲ့ကြည့်ကြပြောကြပါသေးတယ်ကျမကခက်ဆွဆွာလေးပြန်ပြောတတ်တာကြောင့်ထပ်မပြောရဲကြတော့ဘူးဗါတဲ့ကလေးတွေအမေနာမည်ကနန်းကလျာတဲ့သူကဒီမျိုးရဲ့အလားဆုံးစင်းဝင်စော်ဘွားမျိုးနွယ်လေကိုစောမောင်နဲ့နန်းကလျာတို့လက်ထက်တုန်းကခန်းနာစီကားလိုက်တာဆိုတာအခုချိန်ထိဘယ်မင်္ဂလာပွဲမှသူတို့ကိုမမီဘူးတဲ့နန်းကလျာကလှတာထက်ကိုကြက်တည်ရှိတာကြောင့်သူ့ကိုမိန်းကလေးတိုင်းကအားကျသဘောကျကြတယ်လို့ဆိုကြတယ်ကလေးတွေမွေးပြည့်တဲ့ထိတိုင်အောင်သူ့ရဲ့နန်းဆန်တဲ့အလားကဒဇက်ကလေးမှမလျော့သွားဘူးဆိုပါတော့အငယ်ကောင်လေးမွေးပြီးတစ်နှစ်လောက်အကြာမှာနန်းကလျာတယောက်နှလုံးရက်ပြီးရုတ်တရက်ဆုံးပါသွားခဲ့တယ်ဒါကိုလူတွေကတောပြောတောင်ပြောနေပေါ့နန်းကလျာကအိမ်ကြီးမှာမကျွတ်မလွတ်ရှိနေသေးရဲ့ဆိုပြီးကောလာဟာလာတွေရှောက်ပြောနေကြတော့မယ်ကျမကိုလူမော်ကတစ်သားအိမ်ဆောက်ပေးဖို့တနေကုန်ပူဇော်နေတယ်သူ့ဖေပြန်မလာသေးရကြောင်းကျမလည်းတစ်သားအတူအဆတွေစုဖို့စတိုဂန်းစီကိုထွက်လာလိုက်တယ်လေဖုန်တလူးလူးနဲ့စတိုဂန်းထဲမှာအိမ်ဆောက်ပစ္စည်းတွေနဲ့တစ်သားပြင်တွေစုပုံနေရကိုတွေ့ရတယ်ကျမတစ်သားချောင်းတစ်ချောင်းကိုဆွဲထုတ်လိုက်တော့တန်တစ်ချောင်းကပ်ပါလာပြီးတစ်သားချောင်းမှာပေးနေတဲ့သွေးခွက်တွေကိုတွေ့လိုက်ရတာကြောင့်ကြောက်လန့်ပြီးပြစ်ချလိုက်မိတယ်ကျမစိတ်ထင်တာလည်းဖြစ်မှာပါတခုခုပေးနေရပဲဖြစ်မှာပါလို့တွေးရင်စတိုဂန်းတောက်မှာထောင်ထားတဲ့ကားချက်တစ်ခုပေါ်ကိုကျမအကြည့်တစ်ချက်ရောက်သွားတယ်အဝတ်နဲ့အုပ်ထားတာကြောင့်ဓာတ်ပုံလားပကြီးကားလားကျမလည်းသိချင်နေရနဲ့တလန်းချင်းလျှောက်သွားပြီးအဝတ်စကိုဆွဲဖယ်ကြည့်လိုက်တယ်လှလိုက်တာဒီကဘာပေါ်မှာကျမမြင်မှုသမျှတဲ့အချောအလှဆုံးအမျိုးသမီးပါပဲဈေးထဲကမိန်းမတွေပြောနေကြတယ်လို့ပဲကြက်တည်ရှိတဲ့အလှမျိုးပကြီးကားလားဓာတ်ပုံလားဝေခွဲမရနိုင်လောက်အောင်လက်ရမြောက်ပြီးအသက်ဝင်လုံးနဲ့ဇာအင်ကြီးနဲ့ဒေါင်းပရက်ကိုဝစ်ဆင်ထားပြီးစတုံးခမ်းမြင့်မြင့်ကိုရွှေစတိုးလေးနဲ့ထိုးဖွဲ့ထားတယ်ချက်ချင်းပဲပကြီးကားထဲကခုန်ထွက်လာတော့မယ့်အတိုင်းမျက်ဝန်းတွေကတောက်ပပြီးတော့နှက်ခမ်းလေးတွေကပြုံးယုံလေးကွေးညွတ်ထားတယ်ရုတ်တရက်စတိုဂန်းတကားပိတ်တန်ကြလို့ကျမလှည့်ကြည့်လိုက်တယ်ကျမလည်းရုတ်တရက်လန့်ပြီးတော့နောက်ကိုခုန်ဆုံးလိုက်တော့အဲ့ဒီအရေးကကျမနာကိုပိုတိုးလာတယ်တကားဝမှာရက်နေတဲ့အမျိုးသမီးကကျမကိုစူးစိုက်ကြည့်ရင်မင်းကဘာတူလဲကျမအသားတွေတဆက်ဆက်တုံပြီးကြောက်နေမိတယ်နန်းကလျာကတည်သွားပြီမဟုတ်လားသူကဘာလို့ကျမရှိမှရက်နေရတာလဲတရေလားလူလားဟေးမင်းကငါမေးနေရလေကျမကကိုစောမောင်ရဲ့အိမ်နောက်ဘက်အစ်စ်ပါဒင်းကနောက်တစ်ယောက်ခေါ်လာပြန်တာကိုသူကခါထောက်ပြီးမဲရွက်ပြီးပြောပြန်တော့အရန်လှတဲ့အမျိုးသမီးဖြစ်နေပေမဲ့သူ့ပုံစံကကြောက်စရာအရန်ကောင်းနေတယ်ကျမကိုစားတော့ဝါတော့မဲ့မျက်လုံးစူးစူးနဲ့စိုက်ကြည့်နေတာရှင်ကနန်းကလေးရလားဟင်ဟုတ်တယ်မင်းကိုကြည့်ရတာတော့မစိုးပါဘူးကလေးတွေကလည်းချစ်ရှာတဲ့ပုံပဲဒါပေမဲ့တခုတော့ပြောထားမယ်နော်မင်းဒီအိမ်ကနေမြင်မြန်ထွက်သွားပါမဟုတ်ရင်အိမ်နောက်ကရှို့တဲ့ကိုမင်းအလောင်းရောက်သွားလိမ့်မယ်ရှင်ဟုတ်တယ်စောမအောင်မယုံနဲ့မင်းက4 ယောက်မြောက်ပဲကျမရှင်ပြောနေတာကိုတခုမှနားမလဲဘူးဒါဆိုရင်လေမနေ့ကျရင်တောင်ကုန်းကွေ့မှာမြင်းလဲနဲ့စောင့်နေမယ်မင်းထွက်ခဲ့ပေါ့ငါမင်းဒုက္ခမပေးပါဘူးကလေးတွေစောင့်ရှောက်ထားပေးလို့လဲကျေးဇူးတင်ပါတယ်ငါပြန်လိုက်အောင်မယ်နန်းကလျာကကျမကိုပြောပြီးစတိုဂန်းတကားဖွင့်ကပြန်ထွက်သွားပါတော့တယ်ကျမသူ့နောက်ကလိုက်ကြည့်မိတော့ခြံထဲမှာစော့နေတဲ့ကလေး2 ယောက်ကိုခေါင်းလေးတွေပုတ်ပါတစ်ဖက်စီနမ်းပြီးပဝါကိုခေါင်းကြီးခြုံလိုက်တယ်ခဏကြာတော့
တောင်ကုန်းလေးကနေဆင်းကတရွေ့ရွေ့ပြောက်ကွယ်သွားပါတော့တယ် အယောင်လေးဆုံးလင်းစွာနဲ့ရဲ့ကံကြမ္မာကိုဘယ်နဲ့နိုင်ပါမလဲလောကရဲ့အစွမ်းရောက်မှုတွေအောင်ဝဲချရှုံးခဲ့ရတယ်ဘာမြတ်တမ်းနိုင်မလဲရှိသလောက်တော့ပြန်တန်းခဲ့တာပဲတန်နိုင်လောက်ကြိုးစားတာပဲဘယ်ဘဝကအညူတီတွေကြောင့်ရဲ့အတောင်